မင်းမြန်ဆွေးနွေးအဆိုင်ဦးလမ်းကြောင်းကျမ်းမာရေးအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတော့မက်တီနာကနေဒေါက်တာရဲပြည့်ဟိန်းနဲ့အတူတူ probiotic အကြောင်းပြည့်စုံလေးကိုမင်းမြန်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ပြန်တွေ့ကြပြီနော်ဆရာဟုတ်မင်္ဂလာပါပြန်တွေ့ကြပြန်ပြီဟုတ်ကဲ့ပါဆရာအခုဆွေးနွေးပေးကြတဲ့အကြောင်းအရာလေးတွေမှာအခုပထမဆုံးမေးခွန်းလေးအနေနဲ့က probiotic နာမည်စင်တူလေးတွေကြားဘူးတယ်ပေါ့နော်ဆရာအဲ့ဒီမှာဘာလေးတွေရှိနိုင်လဲဆရာဟုတ်အဲ့တော့ probiotic ကိုသိပြီးတဲ့အခါမှာဒီ probiotic နဲ့ပတ်သက်ပြီးတော့ဗောနော်တွဲဖက်ပြီးတော့လုပ်တဲ့သူတွေကိုလည်းသိတယ်နဲ့ဒါလေးတွေကနာမည်လေးတွေကစင်တယ်လို့ဆိုပေမဲ့သူတို့ရဲ့အရေးပါမှုသူတို့ရဲ့အားသာချက်တွေလည်းရှိရပေါ့နော် probiotics တွေစားရမယ်စားစာကိုကျွန်တော်တို့က prebiotics လို့ခေါ်တယ်ဆိုတော့ပြန်ပြောမယ်ဆိုရင် probiotics ကကျွန်တော်တို့ခန္ဓာကိုယ်ကောင်းကျိုးပြုတယ်စစ်တီတော်တွေသူရဲကောင်းနေနဲ့တူတယ်ဆိုရင်တဲ့ပညာရှင်တွေကဘယ်လိုမျိုးတင်စားပြောလဲဆိုတော့ prebiotics ဆိုတာအဲ့ဒီသူရဲကောင်းကတိုက်ပွဲဝင်တဲ့အခါမှာရန်သူတိုက်ခတ်တဲ့နေရာမှာအသုံးပြုရမယ်သူကဒီလက်နက်ပေါ့နော်ကရိယာတစားပလာနဲ့တူတယ်ပေါ့ဆိုတော့ probiotic တွေကတက်ရှိပိုးဖြစ်တဲ့အတွက်ဒီတက်ရှိပိုးလေးတွေဆရာတို့လူတွေမှာနေ့စဉ်ပေါ်မှာအရေးကြီးဆုံးအရာတွေမှာစားဝတ်နေရေးပေါ့စားဝတ်နေမှာအရေးကြီးဆုံးထိပ်ဆုံးမှာဆိုစားတာပေါ့စားတာတော့မရှိမဖြစ်ပဲလေနော်မစားလို့မရအောင်အဲ့လိုပဲ probiotic တွေကတက်ရှိပိုးဖြစ်တဲ့အတွက်သူတို့စားတဲ့သူတို့ရဲ့အစာပေါ့ probiotic တွေရဲ့အစာ probiotic တွေရဲ့အစာကိုကျွန်တော်တို့က prebiotic လို့ခေါ်လိုက်တာဆိုတော့ဒါဆို prebiotic ဆိုတာဘာလဲပေါ့ prebiotic ဆိုတာတော့အခြေခံအဖြစ်တော့သူကဒီအမြင့်ဓာတ်ကျွယ်ဝတဲ့စားသောက်တွေကိုဆရာတို့ခေါ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဗမာလူမျိုးတွေနေ့စဉ်စားတဲ့စားတောက်တွေမှာဆိုမှကြက်သွန်တွေပေါ့နော်ကြက်သွန်တို့ကြက်သွန်နီတို့ကြက်သွန်ဖြူတို့ပြီးတဲ့ခါကျဟင်းသီးဟင်းရွက်တွေပေါ့ပြီးတဲ့ခါကျရင်ဥမာအမြင့်နဲ့ကြော်ရတဲ့သီးနှံတွေပေါ့ငပြောသီးလိုဟာမျိုးတို့လိမ္မော်သီးလိုဟာမျိုးတို့ပန်းသီးလိုဟာမျိုးတို့ဒါမျိုးတွေပေါ့နော်နောက်ဒိန်ဂျင်တို့ဘာလို့ဆိုလို့ရှိရင်သူကဒိန်ဂျင်ထဲမှာအကျိုးပြုတဲ့ probiotics တွေပါဝင်တယ်လို့ဒီ probiotics တွေစားသုံးတဲ့အစာဖြစ်တဲ့ဒီတကြားဓာတ်ပေါ့အဲ့ဒါလည်းပါတယ်အဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုတော့ဒီ probiotic လေးစားသုံးတဲ့တကြားဓာတ်တို့အမြင့်ဓာတ်တို့ဒါတွေကိုဆရာတို့က prebiotic လို့ခေါ်လိုက်တယ်ဒါဆို prebiotic လေးတွေကိုစားသုံးပြီးတော့ probiotic တွေကအသက်ရှင်နေအလုပ်လုပ်တယ်ဒါဆို prebiotic နဲ့ probiotic နှစ်ခုသိသွားပြီအဲ့ prebiotic နဲ့ probiotic နှစ်ယောက်ပေါင်းပြီးတော့အလုပ်လုပ်တာကိုဆရာတို့ကခုနပြောသလိုပေါ့နော်သူရဲကောင်းကတိုက်ပွဲဝင်မှုတယ်သူရဲကောင်းလေးဟာလက်နက်ကရိယာတွေပြင်ဆင်ပြီးတော့လက်နက်ကရိယာတွေကိုကောင်းကောင်းသုံးချမယ်ဖြစ်တဲ့အတွက်သူတို့နှစ်ယောက်ပေါင်းလိုက်တာကိုတော့အင်္ဂလိပ်လို symbiotics လို့ခေါ်တယ်ဒါဆိုရင် prebiotic တွေကို probiotic တွေကစား probiotic တွေကဆွန့်ပစ်လိုက်တာကိုကြတော့ postbiotic လို့ခေါ်တယ်အဲ့တော့ postbiotic ကိုနောက်တစ်မျိုးပေါ့နော်ဒီဇီဝကမ္မဖြစ်စဉ်တွေလုပ်ပြီးတော့မှထွက်လာတာမလို့ metabiotics လို့လည်းခေါ်တယ်ဆိုဆရာတို့က probiotic လေးတွေကဆွန့်ထုတ်လိုက်တဲ့အရာဆွန့်ထုတ်လိုက်တဲ့ပစ္စည်းဆိုတော့ညာလေဆရာတို့ခန္ဓာကိုယ်အတွက်မတန်မကောင်းကျိုးပြုတဲ့အာဟာရဓာတ်တွေတရှိနေတယ်ပေါ့ molecule တွေပေါ့အဲ့ဒီတချို့တစ် molecule တွေဆိုရင်ဆရာတို့လူခန္ဓာကိုယ်မှာဆရာတို့ဒီတနေ့တာအလုပ်တွေလုပ်ပြီးတော့ဒီကောင်းကောင်းအိပ်ဆက်အနားယူကိုအိပ်ပျော်စေရအောင်အုံနောက်အာယုံရုံအနားရစေရပါတော့အဲ့လိုအကျိုးကျေးဇူးလည်းရှိတယ်ဆိုတော့ဒီ probiotic လေးတွေကနေစွန့်ထုတ်လိုက်တဲ့ postbiotic ဆိုတော့ညာလေခန္ဓာကိုယ်မှာဟုတ်တယ်ညီမလေးကောင်းကျိုးရှိနေသေးတယ်အဲ့လိုမျိုးရှိရပါတော့ဆိုတော့ဒါဆိုရင် prebiotic နော်ဒီ probiotic postbiotic နားလဲဝိုင်း probiotic လေးတို့ဘေးကနေကူပြီးတော့လုပ်ပြီးတဲ့ parabiotic ဆိုတာလည်းရှိသေးတယ်အဲ့ဒီ parabiotic ထဲမှာပါတဲ့ parabiotic လို့ပြောလို့ရတဲ့အုပ်စုဝင်ဒီအာဟာရဓာတ်တွေကဆရာတို့ခန္ဓာကိုယ်မှာနာကျင်မှုတက်တာစေတယ်တဘာဝအတွက်ပေါင်းနေနေအလုပ်လုပ်တယ်အဲ့တော့ကိုရီးယားနိုင်ငံမှာဆိုရင်တော့သူကဒီကိုရီးယားနိုင်ငံမှာထုတ်လုပ်တဲ့ probiotic formula တွေထဲမှာဒီ parabiotic နဲ့ probiotic ကိုတွဲပြီးတော့ဆေးအနေနဲ့တောက်ခိုင်းတာတွေကိုသူကစပြီးတော့ခုစမ်းသပ်နေပြီပေါ့နော်နောက်ထပ်မေးခွန်းလေးရတော့လေဟိုမကြာခဏနေမကောင်းဖြစ်နေတဲ့သူမကြာခဏဖျားနာတဲ့သူတွေရော probiotic တောက်လို့ရလားပေါ့နော်ဟုတ်ကဲ့ဒါလေးလည်းရေးကြည့်ရနော်ဂျာတိတိုကွေးဆိုတာလည်းအရင်တော့လိုမျိုးမိုးရတီကြမှာမဖြစ်တာမဟုတ်တော့မိုးကုံဆောင်းကုန်းမှာလည်းဖြစ်တာပဲဆောင်းကုန်းတွေကုန်းမှာလည်းဖြစ်တာပဲပြီးတော့တိုကွေးဖြစ်လာပြီဆိုလို့ရှိရင်ဒီဘက်ခေတ်လူတွေရဲ့နေထိုင်မှုပုံစံကစိတ်ဖိစီးမှုအများများကြတယ်စိတ်ဖိစီးမှုများတဲ့ခါကျတော့စိတ်ဖိစီးမှုများတဲ့ကိုခန်းကကြာအဲ့ဆိုလို့ရှိရင် तू ကဒီတုတ်ဝေးခဏခဏဖြစ်တာပေါ့နော်တချို့ဆိုရင်ယောဂရှားကြီးဘာမှထွေလို့မရှိဘူးကခဏခဏဖျားသူများဖျားပြီဆိုကိုကဖျားပြီးသားဒီလိုလည်းတွေ့ဦးတယ်ပေါ့နော်ဆိုတဲ့ခါကျမကြာခဏဖျားနေတဲ့သူတွေက probiotic တောက်ပေးလို့ရတယ် probiotic ရဲ့ကောင်းကျိုးတစ်ခုအနေနဲ့ကိုခံအားစနစ်ကိုကောင်းမွန်စေကိုခံအားစနစ်ကို तू ကတန်မာနေကိုခံအားစနစ်ကအလုပ်ကောင်းကောင်းလုပ်အောင် तू ကအမြဲတမ်းကူညီပေးတယ်အဲ့တော့ကိုခံအားကောင်းနေရဆိုရင်တော်ရုံယောဂပိုးရဲ့ထံကိုဆရာတို့ကခံနိုင်တယ်သူများတွေဖျားတယ်အကြာကြီးနေမကောင်းဖြစ်တယ်ဆိုရင်တော့ကိုကခဏလေးနဲ့ပြန်ပြီးတော့တတ်တာတယ်ပြန်ပြီးတော့နေကောင်းတယ်သူများကြီးနည်းနည်းပါးဖျားရင်ကိုကလုံးဝမဖျားလိုက်တာတော့ရှိအဲ့လိုမျိုးပေါ့ဆရာအရှိတွေမှာလည်းပြောခဲ့တယ် immune အတွက်လည်းအများကြီးကျိုးရှုရဲဆိုတော့နော်အဲ့လိုမျိုးရှိအဲ့တော့ကိုခံအားစနစ်ကိုကောင်းစေရဖြစ်တဲ့အတွက်အကြာခဏဖျားနာရတဲ့သူဆို probiotic တောက်ပေးလို့ရတယ်ဒါပေမဲ့ကိုကပေါ့နော်ကိုခံအားအရင်ကျတယ်ဆိုလို့ရှိရင်တော့ခဏခဏဖျားနာတတ်တယ်ဆိုလို့ရှိရင်တော့လေ probiotic ကိုဆွဲတောက်ဖို့တွေပါလိုတာပေါ့ပြီးတော့တခြားဒီကိုခံအားကောင်းစေရဲ့ဟာတွေလိုက်နာမှာပေါ့မအေးဝိုက်တာတို့နေအောင်ကြီးခံတာတို့ကိုလည်းလှူရှာမှုလို့တာတော့စားတောက်ဆိုလေအာဟာရပြည့်ဝအောင်စားတို့ဒါလေးလည်းလုပ်ပေးမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဟုတ်ကဲ့ပါဆရာနောက်ထပ်ညီမတို့လိုမျိုး main ကလေးတွေပြီးတော့လူငယ်ပိုင်းတွေလူလက်ပိုင်းတွေသိကျင်တဲ့မေးခွန်းလေးတစ်ခုပေါ့အသားရည်ကြည်လင်လှပဖို့အတွက်ကဦးလန်းချောင်းကောင်းဖို့လိုတယ်လို့ပြောတာပေါ့နော်ဆိုတော့ဆရာတို့ဒီအသားရည်ကြည်လင်လှပဖို့ဦးလန်းချောင်းကောင်းဖို့လိုတယ်ဆိုတော့ probiotic ကိုရောတောက်ဖို့လိုလားပေါ့နော်ဆရာဟုတ်ကဲ့အဲ့တော့အဓိကကတော့ညီမလေးမေးချင်တာဒီမေးထားတဲ့မေးခွန်းရဲ့သဘောကအသားရည်အတွက်ကို probiotic ကကောင်းလားပေါ့နော်ဆိုတော့ကောင်းတယ်အသားရည်အတွက်လည်း probiotic ကကောင်းတယ်လို့အတိအကျပြောနိုင်ပါတယ်ပေါ့နော်စီးပညာရအောင်သူတည်တနာထောက်ထားရအောင်အဓိကကတော့သူကနှစ်ချက်ပေါ့နော်ပထမတစ်ချက်ကတော့ဦးလန်းချောင်းကျမ်းမာရေးကအရေးပြားနဲ့ဓာတ်ရိုက်ဆက်ဆက်နေတယ်
လူတိုင်းအောင်လှကျင်တယ်ပေါ့နော်ဒါပေမဲ့လည်းဝက်ချန်နေပေါက်တယ်ရေပြားဆရာဝန်နေနဲ့ပြတယ်လှပဆရာဝန်နေပြတယ်ဒါပေမဲ့ဆေးရတော့ခဏတက်တာလည်းပြန်ဖြစ်တယ်လို့ဒါမျိုးကြားဘူးဆိုတော့အဆိုင်ဝင်လမ်းကြောင်းကျမ်းမာရေးရေပြားနဲ့ဓာတ်ရိုက်ဆက်ဆက်နေတာတစ်ချက်ရယ်အဲ့ဒီ probiotic တွေမှာပါနေတဲ့တချို့ drug ပေါင်းတွေကဆရာတို့ခန္ဓာကိုယ်ရဲ့ဟော်မုန်းကိုတွားပြီးတော့ညီမျှအောင်လုပ်ပေးတယ်ဟော်မုန်းညီမျှသွားပြီးတော့ဝက်ချန်မပေါက်တော့ဆရာတို့ကတကယ်ကတော့ဒီဘက်ခေတ်မှာဝက်ချန်ကလူတိုင်းပေါက်နေကြရဆိုမဲ့ဝက်ချန်ပေါက်ရမယ်တက်ရွယ်ဆိုတော့တကယ်တော့ရှိဥပမာအဖြစ်စေကြော်တက်ရွယ်ပေါ့ယောက်ျားလေးတွေမိန်းကလေးတွေရွယ်ရောက်လာပြီးမိကောင်ပေါက်ဖြစ်လာတယ်လူပြိုပေါ်ဝင်တယ်ဟော်မုန်းပြောင်းလဲဖြစ်တယ်ခန္ဓာကိုယ်ကြီးထွားလာတယ်အဲ့လိုအချိန်တွေမှာဝက်ချန်ဆိုတာပေါက်သွားတာအဲ့တော့ဝက်ချန်ပေါက်မယ်တက်ရွယ်မဟုတ်ဘဲနဲ့ဝက်ချန်ပေါက်နေပြီဆိုရင်ဒါကိုဝက်ချန်ယောဂါလို့ခေါ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်အစာရုံလမ်းကြောင်းကိုယူဆိုင်ရမယ်ပြီးတော့အခုပြောတဲ့ probiotic လည်းလိုအပ်ရင်တောက်ပေးရမယ်ဘာကြောင့်လဲဆိုတော့ဒီ probiotic မှာပါတယ်တချို့ probiotic မျိုးစိတ်တွေမှာပါတယ်အာဟာရဓာတ်တွေဟော်မုန်းညီမျှစေဟော်မုန်းညီမျှသွားပြီဆိုဝက်ချန်အခုကလွယ်သွားတယ်တတိယချက်ကတော့မတမအရေးကြီးတယ်ဒီအရေးပြားယောဂတွေကုသတဲ့အခါမှာဆရာတို့တွေကပိုးသက်ဆေးတွေမဖြစ်မနေသုံးရတယ်ပိုးသက်ဆေးတွေကိုသုံးလိုက်ပြီးမှဝက်ချန်ပေါက်လို့ပိုးသက်ဆေးကိုသုံးလိုက်ပြီးဆိုရင်ဒီပိုးသက်ဆေးကဦးလန်းကြောင်းမှာရှိတဲ့အကျိုးပြုပိုးတွေကိုလည်းသိစေတယ်ဝက်ချန်ထဲမှာရှိတဲ့ယောဂပိုးကိုသိစေတယ်ယောဂပိုးသိစေတဲ့တော့ဝက်ချန်ကတော့အနာကျက်သွားတယ်အယောင်ကျသွားတယ်ဒါပေမဲ့ side effect အနေနဲ့ဦးလန်းကြောင်းမှာရှိကောင်းတဲ့ပိုးဖြစ်တဲ့ probiotic လည်းသိစေတယ်ဒါဆိုရင်လည်း probiotic ကိုပြန်ဖြည့်ပေးဖို့လိုတယ်ဒီရွယ်ချက်၃ခုနဲ့အရေးပြားကျန်းမာရေးအတွက်တောက်လို့ရတယ်ဒါအပြင်အရေးပြားနဲ့ပတ်သက်လို့ယောဂထွေထူးမရှိဘူးဆိုရင်တော့ပို့ပြီးလှကျင်တယ်အသားရည်လေးကြီးတင်းဖြစ်ချင်တယ်အသားရည်မှာရေတက်ထိန်းချင်တယ်ဒါဆိုလည်းတောက်ပေးလို့ရတယ်ဟုတ်အဲ့ဒါဆရာပြပြမှာမသိတာဆရာဟုတ်ကဲ့ပါဆရာနောက်ထပ်မေးခွန်းလေးတစ်ခုကကြာတော့လေဒီကင်ဆာကုသမှုခံယူနေတဲ့သူတွေရော probiotic တောက်မယ်ဆိုလို့ရှိရင်အကျိုးပြုနိုင်လားဆရာဟုတ်ကဲ့ပါအဲ့တော့ probiotic ရဲ့ကောင်းကျိုးတွေမှာကကျွန်တော်တို့ကကင်ဆာယောဂါကိုကာကွယ်တယ်လို့ပြောထားတယ်ကင်ဆာအဖြစ်များတဲ့ခေတ်ကာလမှာဆရာတို့လူလာဖြစ်တဲ့ဆရာတို့တွေဒီဒါကဘာနဲ့ဝမ်းပေါ့နော်ကင်ဆာယောဂါအရင်ဖြစ်များနေတယ်အဲ့တော့ probiotic ကိုကာကွယ်တဲ့အနေနဲ့နေ့စဉ်ကျန်းမာရေးကောင်းမှုတွေတောက်ပေးလို့ရတယ်ဟုတ်ကဲ့ဒုတိယချက်ကကျတော့ကင်ဆာယောဂါဖြစ်သွားပြီဆေးကုပြီပေါ့နော်ဟိုမှာခွဲစိတ်တာတွေရှိမယ်ဆေးသွင်းရမယ်ခီမိုတွေသွင်းရတယ်ဓာတ်ရောင်ကြီးတွေတက်ကင်နဲ့ခေါ်တာပေါ့နော်ဓာတ်ရောင်ကြီးတွေပေးရတယ်ကင်ဆာဆေးတွေတောက်ရတယ်ဟော်မုန်းဆေးတွေထိုးရတဲ့ဓာတ်ရှိအဲ့ဒီခါကြီးကျရင်လူနာတွေကဘာဖြစ်လဲဆိုအစားတောက်တွေပြတ်တယ်နောက်ခန္ဓာကိုယ်မှာရှိတဲ့ဒီကင်ဆာကုသမှုတွေကမတမ်းမဘေးတော့ဆူချူများရတယ်ဟိုဝင်းလျှောတာတွေတို့သပင်းတွေကျွတ်ကုန်တာတွေတို့နော်အရန်နှုံးချီသွားတာတွေအသေးကြောက်ကတွေစိတ်တောက်ဖြစ်တာတွေတို့အဲ့ဒါကြီးဆိုလဲ probiotic တွေအဲ့ဒီဘေးတော့ဆူချူတွေသူကအထိုက်လျောက်ဟိုကူညီပြီးတော့ပေါ့နော်ဆရာတို့လူနာတွေခံတာအောင်သူကကူညီပေးတယ်ဟုတ်ကဲ့အဲ့တော့ဆရာတို့ခန္ဓာကိုယ်စိတ်တော့ဖြစ်မှာ probiotic ကစားပလိုက်တာအဲ့ပြီးတဲ့ခါကျရင်ဆရာတို့ခန္ဓာကိုယ်ဒုက္ခဖြစ်မှာဆိုလဲသူကရှင်းပလိုက်ကိုခန်းပြန်တက်အောင်ကတွင်းပြန်ကောင်းအောင်အစာပြန်ချေအောင်သူကအဲ့လိုလုပ်ပေးဆိုတော့ကင်ဆာယောဂကုသတဲ့အချိန်မှာရောနော်ကင်ဆာယောဂကိုကာကွယ်တဲ့အနေနဲ့ probiotic ကအသုံးပြုလို့ရတယ်ကင်ဆာလူနာတွေကတော့ဟိုကိုယ်ကုသပေးတဲ့ဆရာဝန်နဲ့တော့တိုင်ပင်ပြီးတော့တောင်းတော့ပိုကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာနောက်ထပ်လေးဟိုတော်တော်များမှားရင်းစွာထင်ကြတာဗာလဲဆိုတော့ probiotic အားစေးလို့ထင်ကြတယ်အဲ့တော့ probiotic တောက်လို့ရှိရင်ဝလာမာလာတို့အဲ့ဟာရဲ့အကျိုးဆက်အနေနဲ့ဗာထင်လဲဆိုတော့ဥပမာဂျင်စောတဲ့သူတွေအတွက်ကော probiotic တောက်မယ်ဆိုရင်ဝိတ်ချတဲ့အပေါ်မှာအကျိုးသက်ရောက်မှုရှိနိုင်လားပေါ့နော်အဲ့တော့ပိန်တဲ့သူတွေဝိတ်တင်ခြင်းလဲ probiotic ကိုတောက်လို့ရတယ်ဟုတ်ကဲ့ဆရာဝါးတဲ့သူတွေဝိတ်ချခြင်းလဲတောက်လို့ရတယ်ဒီ probiotic ကအစာချေတာကိုကူညီပေးတယ်အာဟာရဆိုးယူတာကိုအားပေးတယ်ဦးလန်းချောင်းကျန်းမာရေးကိုကောင်းစေအဲ့ခါကျတော့အာဟာရပိုဖြစ်တယ်အဲ့တော့ကိုကတော့အာဟာရနဲ့ညီညွတ်တဲ့စားတောက်တွေတော့စားပေးရမှာပေါ့နော်နောက်တန်နေပါလေလည်းချရမှာပေါ့အဲ့လိုလုပ်လိုက်တယ်ဆိုရင် probiotic မှန်မှန်တောက်တဲ့ခါမှာ तू ကဒီဟိုဘယ်လိုခေါ်မလဲခန္ဓာကိုယ်ကပိုပြပြဖြစ်လာတယ်ပေါ့နော်ပြပြဖြူဖြစ်လာတယ်ခွန်အားပိုဖြစ်လာတယ်ဝေးလေးတက်လာတယ်ဟုတ်ကဲ့ဝေးကြစီတယ်ဆိုတာကြဘယ်လိုမျိုးလဲဆိုတော့ဆရာတို့ကဒီအဝါလွန်နေရှိတဲ့ဝေးထက်ပိုပြီးများတယ်ဆိုတာအမှန်တမ်းရှုပ်ထွေးတဲ့ခန္ဓာကိုယ်ဖြစ်စဉ်ပေါ့နော်အခုဆိုရင်ဒါကမ္ဘာပေါ်မှာရောမြန်မာနိုင်ငံမှာရောငယ်နာမည်ကြီးမင်းသားမင်းသမီးတွေဝေးချဖို့မတန်ကြိုးစားနေကြတဲ့သူရှိသူတွေဆိုလည်းတကြွနားလေဆရာဝန်နဲ့တိုင်ပင်တာပဲဒါပေမဲ့တချို့တွေဆိုလည်းမအောင်မြင်သေးဘူးပေါ့နော်ဆိုတော့အဲ့ဒါရဲ့နောက်ွယ်မှာဘာရှိနေလဲဆိုတော့အချက်လက်တွေအများကြီးပဲဟော်မုန်းမညီမျှတာတို့စိတ်ဖိစီးမှုတွေတို့ဥမာရုပ်ရှင်သရုပ်ဆောင်တွေဆိုလည်းသူတို့က stress အရင်များတယ်နိဒါမျိုးလေးတွေတို့နော်အဲ့လိုတွေရှိတဲ့ခါကျအဲ့ဒီအချက်တွေအကုန်လုံးမှာ probiotic က तू ကဘယ်လိုခေါ်မလဲညှိနှိုင်းကိုယ်ကဲရေးမှုလို့မျိုးပေါ့ဟော်မုန်းတွေများနေနေအောင်လုပ်ပေးတယ်များနေတဲ့ဟော်မုန်းတွေနေတဲ့ဟော်မုန်းများအောင်လုပ်ပေးတယ်များတဲ့ဟော်မုန်းနဲ့အောင်လုပ်ပေးတယ်ညှိပေးတယ်ပြီးတော့ပို့ပြီးတော့အရေးကြီးတာ probiotic ရဲ့ကောင်းကျိုးတစ်ခုကခန္ဓာကိုယ်ရောင်ရမ်းခြင်းဖြစ်စဉ်ကိုချပေးတယ်ကျွန်တော်ရဲ့တကယ်ချင်းတွေဆရာဝန်တွေပေါ့နော်လာပြီးကျွန်တော်ရှိဝေးချကြရင်ကျွန်တော် probiotic တောက်ခိုင်းရင်သူကဘာပြောလဲဆိုတော့ငါတို့အစားတွေပါထိန်းနိုင်သွားတယ်အစားတွေပါထိန်းလိုက်တယ်ဒီသူတို့ပြောသလိုနေထိုင်စားတောက်တယ်ပေါ့အဲ့ခါမှာဝိတ်ကကိန်းကနန်းရတော့အရင်မကြပါဘူးဒါပေမဲ့သူတို့တစ်လားလောက်မှာခန္ဓာကိုယ်အယောင်ကျသွားတယ်မျက်နှာဖောင်းဖောင်းကားကားဖြစ်နေရဆိုရင်သူတို့မျက်နှာလေးကြည့်လို့ကောင်းသွားတယ်အရင်တော့ဖောင်းကားနေတဲ့ဝက်စားတွေသူတို့ဝေးလို့တော်သွားတယ်အဲ့တော့ weight ကတော့ဟဲ့အောင်သိမကြသေးဘူးဒါပေမဲ့ကွာငါနည်းနည်း okay လာတယ်သွားလာတာပေါ့သွားတယ်အရင်တော့ဆိုငါကားမောင်းလို့ရှိရင်ငါပင်ပန်းနေတယ်ငါအခုသိမပင်ပန်းတော့ဆိုအဲ့ဒါခန္ဓာကိုယ်ရောင်ရမ်းခြင်းဖြစ်စဉ်ရောကြသွားတယ်နောက်ဆုံးမေးခွန်းလေးတစ်ခုထပ်မေးချင်တယ်ဆရာဆိုတော့အခုနောက်ဆုံးမေးခွန်းလေးနေနေရကြတော့စိတ်ကျန်းမာရေးဘက်သွားလိုက်မှာပေါ့နော်စိတ်ကျန်းမာရေးဘက်နဲ့ပတ်သက်ပြီးတော့စိတ်တက်ကြတာတို့စိတ်ဖြည့်စည်းတာတို့ဆိုလို့ရှိရင်ရော probiotic ကဘယ်လိုလေးကူညီပေးနိုင်လဲဆရာဟုတ်ကဲ့ပါအဲ့တော့ဆရာတို့က probiotic ရဲ့ကောင်းကျိုးတွေထဲမှာစိတ်ကျန်းမာရေးကိုကောင်းစေရဆိုတာပါတယ်ဟုတ်ကဲ့စိတ်ကျန်းမာရေးဆိုတာဘာကိုပြောရလဲဆိုတော့စိတ်တက်ကြတာတို့စိုးရင်စိတ်များတာတို့เนาะပြီးတဲ့ခါကျရင်အတွေးတွေများတာတို့စိုးရင်ပူပန်တာအိတ်မပြောတာအရန်ဆိုးတယ်ဆရာမေ့လာတာတွေเนาะဟုတ်ကဲ့
တခုခုမှအာယုံစူးစိတ်ခက်နေရမျိုးတွေပေါ့နော်ကိုလုံးနေကြ logo ပဲတိတ်ပြီးတော့မကျွမ်းကျင်တော့ဘူးဟာဘာမှမဟုတ်တဲ့ကိစ္စလေးတွေပါစဉ်းစားလို့မရအောင်မေ့လာတယ်ဆိုတော့အဲ့ဒါတွေကစိတ်ချမ်းမာရေးအုံနောက်အာယုံကျုံနေစိတ်ချမ်းမာရေးချို့တက်လာတဲ့လက္ခဏာလို့ပြောလို့ရတယ်ခုနပြောတဲ့အတွေးတွေများတယ်စိုးရင်စိတ်တွေများတယ်အိမ်မပြောတော့အဲ့ဒါတွေကစိတ်ကြောင့်ဖြစ်တာမဟုတ်ဘဲနဲ့တခါကြလို့ရှိရင်ဆရာတို့ခန္ဓာကိုယ်မှာရှိတဲ့ဒီလုပ်ငန်းတွေပါခန္ဓာကိုယ်ရဲ့လုပ်ငန်းတွေမှာပြဿနာတက်ဆောင်တာဟုတ်ကဲ့ ဆို probiotic ပေးလိုက်တဲ့အခါမှာအဲ့ဒီလုပ်ငန်းတွေကညီမျှပါတော့မှပေါ့စိုးရင်စိတ်ဖြစ်တယ်ဆိုတာစိုးရင်စိတ်ကိုပို့ပြီးတော့ဟိုပေါ့မီးလောင်ရလေးပင်းလုပ်တဲ့ဟော်မုန်းတွေရှိတယ်အဲ့ဟော်မုန်းတွေ probiotic ကနှိပ်ကွက်လိုက်တယ်ဟုတ်ကဲ့အဲ့လိုမျိုးပေါ့မှာစိတ်ဖိစီးမှုကြောင့်ထွက်လာတဲ့ cortisol ဟော်မုန်းလိုဟာမျိုးတွေဒါတွေကိုနှိပ်ကွက်လိုက်တယ်ပြီးလို့ရှိရင်ဆရာတို့ခန္ဓာကိုယ်မှာပျော်ရွှင်စေတဲ့ဟော်မုန်းဆိုတာရှိတယ် happy ဟော်မုန်းလို့ခေါ်တယ်အဲ့သူ့တော့ဆေးပညာရာ serotonin လို့ခေါ်တာပေါ့နော်ထားပါ serotonin လို့ခေါ်တယ်နောက်ပြီးအိပ်ပျော်စေတဲ့ဟော်မုန်းဆိုအားလုံးသိရ melatonin လိုဟာမျိုးတွေအဲ့အိပ်ပျော်စေတဲ့ဟော်မုန်းတွေစိတ်ပျော်စေတဲ့ဟော်မုန်းတွေအဲ့စိတ်ပျော်စေတဲ့ဟော်မုန်းအိပ်ပျော်စေတဲ့ဟော်မုန်းတွေအကုန်လုံးကဦးလန်းချောင်းကနေအာဟာရကိုစုပ်ယူပြီးတော့မှဒီအာဟာရကိုအခြေခံပြီးတော့အုံနောက်ကိုပို့ပေးလိုက်ရတာခုနောက်ပိုင်းဆိုရင်စိတ်တက်ကြတဲ့သူတွေမှာဆိုရင်ဆရာတို့ကဦးလန်းချောင်းကျမယူ queue ဆက်ရတယ် probiotic တွေပေးပြီးတော့ကုသလို့ရတယ်အခုလိုမျိုး probiotic အကြောင်းပြည့်ပြည့်စုံဆွေးနွေးပေးတော့လဲဆရာကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကြီးကျူပေးတဲ့သူတွေမေကွန်းမေးမြန်းပေးတဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ probiotic အကြောင်းကိုဆက်ပြီးတော့အသေးစိတ်သိချင်သေးတယ်ဆိုလို့ရှိရင်မေးမြန်းချင်တာလေးရှိတယ်ဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးအောက်မှာ comment မှတ်ခဲ့လို့ရပါတယ်ဒီ season လေးကိုအဓိကကူညီပံ့ပိုးပေးတာကတော့ SC probiotic ကပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဦးလန်းချောင်းကျမ်းမာနုပြိုလှပစေဖို့ SC probiotic နေ့စဉ်တောက်စု